ပုတ်တညိုလေးကသူ့တကူလုံးကိုတစ်တီးယူတွေတုတ်လိမ့်လိုက်ပါတယ်။အဲ့ဒီနောက်တောထဲကိုပြေးဝင်သွားပေမဲ့တစ်ကိုင်းတစ်ခုနဲ့ခလုတ်တိုက်ပြီးတော့လေထဲမှာဝှေ့ရမ်းနေပါတယ်။ကံကောင်းကျင်တော့ဖပြုတ်တစ်ကောင်ကသူ့ရှေ့မှာပိတ်ရက်လိုက်လို့သာသူရက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာဖပြုတ်နှစ်ကောင်ကတီကောင်တစ်ကောင်ကိုကိုက်ဆွဲနေတာကိုတွေ့တော့ပုတ်တညိုလေးကလည်းဖပြုတ်တွေကိုလိုက်တူးပါတော့တယ်။ရုတ်တရက်ဆိုသလိုဖပြုတ်တစ်ကောင်ကသူ့ပါဇက်ကိုပိတ်ညက်လိုက်ပြီးနောက်တစ်ကောင်ကသူ့ဘိုက်ကိုလေဒီမှုတ်သွင်းလိုက်ပါတယ်။ဘာတွေဖြစ်သွားမှန်းတော့မသိလိုက်ခင်မှာပဲသူဟာမီးပုံးမြန်တစ်လုံးလိုလေထဲကိုလွင့်ထွက်သွားပြီးတောအုပ်ထဲကိုမျောပါသွားခဲ့ပါတယ်။နောက်ဆုံးတော့မြေကြီးပေါ်ပြန်ကျလာပေမဲ့သူ့ကိုယ်ပေါ်မှာအယောင်တွေအားလုံးပုတ်တိုက်မိပြီးပျောက်ကုန်ပါပြီ။မပြုံးနှစ်ကောင်ကသူ့ကိုလောင်ရကြတော့ပုတ်တညိုလေးလည်းစိတ်ပြက်လက်ပြက်နဲ့ထွက်လာခဲ့ပါတယ်။တောထဲမှာရှောက်သွားနေနဲ့ပုတ်တညိုမလေးတစ်ကောင်ကိုသူတွေ့သွားပါတယ်။လမ်းတစ်လျှောက်ပန်းကတ်တွေတစ်ရွက်တွေနဲ့ရုပ်ဖြတ်ပြီးပုတ်တညိုမလေးနောက်ကိုသူလိုက်သွားခဲ့ပါတယ်။ပုတ်တညိုမလေးကနှွယ်ပင်ကိုဆွဲပြီးတော့အပေါ်တက်သွားတာကိုကြည့်ရင်သူလည်းလိုက်တူးပပြီးနှွယ်ပင်ကိုလိုက်ဆွဲလိုက်တာရုတ်တရက်ဆိုသလိုတစ်ပင်မော်ရောက်သွားပါတော့တယ်။ပုတ်တညိုမလေးလည်းသူ့ကိုတောထဲကတခြားတရဝါတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အဲ့မှာပိုးကောင်တွေကိုกินနေတဲ့ပုတ်တညိုစပူမှုတစ်ကောင်လည်းရှိပြီးသူကခေါင်းလေးကိုနောက်ကိုလှန်လိုက်တာအယောင်တွေပြောင်းသွားပါတယ်။နောက်ပုတ်တညိုတစ်ကောင်ကတော့ပကြီးဆွဲနေပြီးပတ်ဝန်းကျင်နဲ့လိုက်ဖက်အောင်အစိမ်းအောင်ပြောင်းသွားပြန်ပါတယ်။အပေါ်ကိုမော့ကြည့်လိုက်တော့ပုတ်တညိုမလေးအယောင်တွေပြောင်းနေတာကိုသူတွေးလိုက်ပါတယ်။သူမကိုလိုက်တူးဖို့တကိုယ်လုံးအားညစ်ပြီးစူးစမ်းကြည့်နေပေမဲ့အတန်အကျယ်ကြီးထွက်သွားတာပဲအဖက်တင်ခဲ့ပါတယ်။ဒါကိုမြင်တော့တရိတ်ဆန်တွေအားလုံးကဝိုင်းရနေကြတာပေါ့။ဒါပေမဲ့ဒီတစ်ခါတော့သူစိတ်ဓာတ်မကြတော့ပါဘူး။အနီးနားမှာရှိနေတဲ့လင်းလက်တဲ့ပိုးကောင်လေးတစ်ကောင်ကိုသူကောက်ယူလိုက်ပါတယ်။အဲ့ဒီအလင်းရောင်ကငပြောဘက်တွေပေါ်မှာအရိပ်ထင်သွားစေတယ်။သူကလက်ကိုအသုံးပြုပြီးဒီနေ့သူတွေးခဲ့သမျှတရိတ်ဆန်တွေအားလုံးရဲ့အရိပ်ပုံစံလေးတွေကိုစတင်ဖန်တီးပါတော့တယ်။တရိတ်ဆန်အရိပ်လေးတစ်ခုချင်းစီကအသက်ဝင်ပြီးတကယ်အစ်စ်တိုင်းပါပဲ။မကြခင်မှာပဲတခြားတောကောင်လေးတွေပါဝိုင်းလာကြည့်ကြပါတယ်။သူဒီလိုဖြောပြင်းနေတဲ့သူ့ရဲ့အသားရည်တွေဟာတောက်ပတဲ့အယောင်အသွေးတွေနဲ့လင်းလက်လာပြီးအရန်ကိုရှုမငြီးစရာကောင်းအောင်လှပသွားပါတယ်။ဒါဟာသူ့အတွက်တော့လူတိုင်းရဲ့လက်ခုပ်ဩဘာတွေကိုပထမအဆုံးအကြိမ်ရရှိခြင်းပါပဲ။